ကျမထိုင်းနိုင်ငံမှာရောက်တော့တွေ့ခဲ့တဲ့မြန်မာနိုင်ငံသားတွေကအိမ်ပြန်နေတယ်လို့ခဏခဏပြောတယ်အဲ့တော့ကျမအခုဒီမှာရှိတဲ့ပြန်နေပါတယ်ပြန်နေပါတယ်ပြန်နေတယ်ဆိုလို့ရှိရင်ကျမတို့ကနေပြီးတော့ပြန်လာနိုင်တဲ့အခြေအနေတွေကိုဖန်တီးပေးရမယ်ဆိုတော့ကျမနားလည်ပါတယ်ကျမတို့လူချင်းတဲ့နိုင်ငံမျိုးဟာကိုယ်နိုင်ငံလူနိုင်ငံသားအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေခြင်းရဲ့နေနိုင်တဲ့နိုင်ငံမျိုးအပြင်မှာသွားခြင်းလည်းသွားနိုင်တဲ့နိုင်ငံမျိုးဘယ်လိုပဲပြောကိုအမေရဲ့အိမ်လိုပြန်လာခြင်းတဲ့အခါပြန်လာနိုင်ရမယ်သွားခြင်းတဲ့အခါသွားနိုင်ရမယ်ဒါပေမဲ့အမြဲပဲကြိုးစိုးလျက်ရှိတယ်ဆိုတဲ့နိုင်ငံမျိုးကျမတို့ထူထောင်ခြင်းတယ်ဟုတ်ကဲ့ဒီလိုနိုင်ငံမျိုးထူထောင်မှုဟာအားလုံးဝိုင်းပြီးတော့ကြိုးစားမှာဖြစ်တယ်နော်အဝေးရောက်နေပြီမဲ့လည်းကျမတို့ရဲ့လှုပ်ရှားမှုကျမတို့ရဲ့ကြိုးပမ်းမှုတွေကိုအောင်မြင်အောင်လို့ဝိုင်းပြီးတော့လုပ်ပေးနိုင်တဲ့နည်းတွေအမျိုးမျိုးရှိတယ်အဲ့တော့ကြိုးစားကြပါပထမဦးဆုံးကညီညွတ်ကြပါဒါကျမနေရောက်တိုင်းဘယ်နေရာရောက်မြန်မာနိုင်ငံလူနိုင်ငံသားတွေကိုပြောရတဲ့စကားပါညီညွတ်ကြပါလူဆိုတာတယောက်နဲ့တယောက်အမြင်ချင်းမတူတဲ့အခါကျတော့တခါတလေတော့အငင်းပွားနိုင်တဲ့ကိစ္စတွေပေါ်လာပေါ့အဲ့ငင်းပွားနိုင်တဲ့ကိစ္စတွေကိုအေးအေးဆေးဆေးနဲ့ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ဖြေရှင်းကြပါဒီလိုအချင်းချင်းကြားမှာရှိတဲ့ပြဿနာတွေကိုဒီလိုအေးဆေးဆေးနဲ့ဖြေရှင်းနိုင်မှကျမတို့နိုင်ငံကိုဒုက္ခပေးနေတဲ့ပြဿနာကြီးတွေကိုကျမတို့ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲကြောင့်တယောက်ချင်းကကြိုးစားကြပါလို့ကျမမေတ္တာရက်ခံချင်ပါတယ်။ကြိုးစားနေပါမယ်။ကြိုးစားပါမယ်။ကြိုးစားနေရမယ်ဆိုတော့ဘာလို့တရားမျိုးတော့ပြောလာတယ်။ဒါလည်းပြောပေါ့နော်။ကျမတို့ကတနိုင်ငံထဲမှာကပေါက်လာတဲ့လူတွေပဲတယောက်နဲ့တယောက်အဖြစ်စင်ပြေအောင်နေခြင်းနဲ့ဆိုရင်နေနိုင်တယ်ပထမဆန္ဒပေါ့ကျွန်တော်ခဏပြောတယ်အောင်မြင်ခြင်းတရား၄ပါးကိုမမေ့ပါနဲ့အောင်မြင်ခြင်းတရား၄ပါးဆိုဆန္ဒနဲ့စတယ်ဆန္ဒရှိရမယ်အလုပ်တစ်ခုကိုဖြစ်မြောက်အောင်လုပ်ခြင်းနဲ့ဆန္ဒရှိမှအစပြောနိုင်တယ်နောက်ပြီးတော့ဝိရိယရှိရမယ်ဝိရိယရှိမှဒီအလုပ်ကိုဆက်ပြီးတော့လုပ်နိုင်တယ်နောက်ပြီးတော့စိတ်ဓာတ်ရှိရမယ်။မှန်ကန်တဲ့စိတ်ဓာတ်နဲ့လုပ်ရမယ်။နောက်ပညာရှိရမယ်။ပညာဆိုတာတော့စင်ကြယ်တုံတရားပေါ့။အတတ်ပညာဒီလိုဟာမျိုးပြောတာမဟုတ်ပါဘူး။စင်ကြယ်တုံတရားဒီအလုပ်ဖြစ်မြောက်အောင်လို့ဘာလုပ်တဲ့နဲ့ဘာရှောင်တဲ့နဲ့အဲ့ဒါကိုသိတဲ့ပညာကိုဆိုလိုတာပါ။အဲ့တော့အဲ့ဒီလိုအောင်မြင်ခြင်းတရား၄ပါးကိုဆုပ်ကိုင်ထားပြီးတော့လုပ်သွားလို့ရှိရင်ကျမစောစောကပြောတဲ့အမေအိမ်နဲ့တူတဲ့နိုင်ငံမျိုးကိုကျမတို့ထူထောင်နိုင်မှာဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ်။